GD Science ရဲ့ဒီမေးခွန်းလေးတစ်ခုကိုအတူတူလေ့လာကြည့်ရအောင်ဒီမေးခွန်းလေးထဲမှာပိုင်းချက်လေးတစ်ခုကိုပေးထားပြီးတော့အယောင်လေးတွေမတူအောင်ခွဲပြီးပြထားတယ်။ဥပမာပန်းစီရောင်လေးဆိုရင်အောက်ဆီဂျင်ဆိုပြီးပြထားတယ်။အစိမ်းနုရောင်လေးဆိုရင်ဆီလီကွန်အပြာရောင်လေးဆိုရင်အလူမီနီယမ်အမဲရောင်လေးဆိုရင်အိုင်ရွန်အဝါရောင်လေးဆိုရင်အာဒါဆိုပြီးတော့ပြထားပါတယ်။အဲ့တော့မေးခွန်းကဘာမေးထားလဲဆိုရင် based on the graph which of the following is true ဒီ graph ပေါ်မှာမူတည်ပြီးတော့ဘယ်အချက်ကမှန်လဲဆိုပြီးမေးထားတယ်အဲ့တော့မေးခွန်းတွေအားလုံးဟာဒီ graph ပေါ်မှာမူတည်ပြီးတော့ဖြေရပါမယ်အဲ့တော့နံပါတ် A က the amount of silicon is half that of oxygen လို့ပြောထားတယ်အဲ့တော့ silicon ဒီ oxygen ရဲ့တဝက်ရှိတယ်လို့ပြောထားတယ်အဲ့တော့ oxygen ကဘယ်လောက်ရှိလဲဆိုရင်49 silicon ကဘယ်လောက်ရှိလဲဆိုရင်28အဲ့တော့49ရဲ့တဝက်သည်24.5ဖြစ်နေတယ်28မဟုတ်ဘူးဒါကြောင့်မို့လို့ဆီလီကွန်ဟာအောက်ဆီဂျင်ရဲ့တဝက်ဆိုတာမမှန်ပါဘူးနံပါတ် B ကဘာပြောထားလဲဆိုရင်ဆီလီကွန်သည်အိုင်ရွန်ရဲ့4ဆရှိတယ်လို့ပြောထားတယ်အဲ့တော့ဆီလီကွန်က28ရှိတယ်အိုင်ရွန်ဟာ4ရှိတယ်အဲ့တော့အိုင်ရွန်ရဲ့4ဆဖြစ်တဲ့အတွက်ကြောင့်4ဆက16ပဲရှိတယ်28မရှိဘူးဒါကြောင့်မို့လို့ဆီလီကွန်ဟာအိုင်ရွန်ရဲ့4ဆဆိုတာကလည်းမမှန်ပါဘူးနံပါတ် C က the amount of aluminum is 1/4 that of silicon လို့ပြောထားတယ်အဲ့တော့အလူမီနီယမ်ဒီဆီလီကွန်ရဲ့4ပုံတစ်ပုံရှိတယ်လို့ပြောထားတယ်အဲ့တော့ဆီလီကွန်ကဘယ်လောက်ရှိလဲဆိုရင်28အလူမီနီယမ်ကဘယ်လောက်ရှိလဲဆိုတော့9အဲ့တော့9 4ကဆိုမှ28ရတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့အလူမီနီယမ်ရဲ့9ဆိုတာကဆီလီကွန်ရဲ့28မှာ4ပုံပုံတစ်ပုံဖြစ်နေပါတယ်အဲ့ဒါကြောင့်မို့လို့နံပါတ် C ကတော့မှန်တယ်နံပါတ် D ကဘာပြောထားလဲဆိုရင်အောက်ဆီဂျင်သည်အလူမီနီယမ်ရဲ့4ဆရှိတယ်လို့ပြောထားတယ်အောက်ဆီဂျင်က49ရှိတယ်အလူမီနီယမ်ကကျတော့9ရှိတယ်အဲ့တော့9ရဲ့4ဆသည်28ပဲရှိတယ်49မဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့အောက်ဆီဂျင်သည်အလူမီနီယမ်ရဲ့4ဆနဲ့မညီဘူးအဲ့တော့အဖြေရမှားပါတယ်အဲ့တော့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးပါအောင်မသိတာတွေရှိရဲဆိုလို့ရှိရင်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့နားမလည်တာတွေရှိရဲဆိုရင် comment မှာမေးသွားလဲရပါတယ်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ဆုံတွေ့ကြပါဦးမယ်